Hello အားလုံးပဲမင်္ဂလာပါဒီဘလော့လေးကတော့ကျွန်တော်တို့ဒီအစ္စရေးနဲ့အီရန်စစ်ဖြစ်တဲ့ကာလအတော်အတွင်းမှာရိုက်ကူးထားတဲ့ဘလော့ဖြစ်ပါတယ်။ဘာကြောင့်အခုမှတင်ပြရလဲဆိုတော့ကျွန်တော်ကဒီအစ္စရေးနဲ့အီရန်စစ်ဖြစ်တဲ့အချိန်မှာကာလမှာကျွန်တော်ရဲ့ဆိုင်ကတော့အလုပ်မပိတ်ပါဘူးတောက်လျှောက်အလုပ်ရှိတဲ့ကြောင့်မို့ကျွန်တော်မအားတဲ့အတွက်ကြောင့်မို့မတင်ပြခြင်းဖြစ်ပါတယ်။အခုမှ holiday ရတဲ့ကြောင့်မို့အားရတဲ့ကြောင့်မို့ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်။အခုမိတ်ဆွေတို့မြင်တွေ့ရတဲ့ဒီမြင်ကွင်းကကျွန်တော်တို့ဒီနေ့လေမှာကျွန်တော်တို့ဒီအီရန်ကပြလုပ်လိုက်တဲ့ rocket ကိုကျွန်တော်တို့ Iron Dome system နဲ့ပြန်လည်ခုခံခြေဖြတ်နေတာဖြစ်ပါတယ်ကောင်းကင်မှာပြီးရင်ဒီမြင်ကွင်းကတော့ကျွန်တော်တို့ဒီည12နာရီဝန်းကျင်မှာအီရန်က rocket ပြလုပ်လိုက်တဲ့ကြောင့်မို့ကျွန်တော်တို့ဒီဘုံရှစ်တာနာမှာအစင်တင်စောင့်ဆိုင်နေတဲ့မြင်ကွင်းဖြစ်ပါတယ်ဒီကကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံကအလုပ်သမားတွေအများကြီးရှိတဲ့ပဲဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီအစ္စရေးနိုင်ငံကကျွန်တော်တို့နေရာတကာမှာဘုံရှက်တာတွေရှိပါတယ်လမ်းမှာလည်းရှိတယ်ပြီးရင်ကျွန်တော်တို့အိမ်အောက်မှာရှိတယ်ပြီးရင်တိုက်ခန်းဒီ20နောက်ပိုင်းမှာတည်ဆောက်ထားတဲ့တိုက်ခန်းတွေမှာဆိုလဲကျွန်တော်တို့ဒီဘုံကိုခန်းနေရှိပါတယ်ဒီဟာကတော့ကျွန်တော်တို့အမြဲတမ်းတော့စွန့်နေတဲ့ဘောလုံးကွင်းနားမှာတည်ရှိတဲ့ရှက်တာပြပါတယ်ဒီမိကွင်းကတော့ကျွန်တော်တို့ဒီအစ္စရေးနိုင်ငံရဲ့ Iron Dome system ကအီရန်နိုင်ငံကပြလုပ်လိုက်တဲ့မဆိုင်တုံးတို့ hypersonic တို့ကိုကျွန်တော်တို့ဒီ rocket တို့ကိုကောင်းကင်ပေါ်မှာပဲကျွန်တော်တို့ဒီခုခံပြီးမှခြေဖြတ်နေတဲ့မြင်ကွင်းဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့ဒီ100ရာခိုင်နှုန်းမှာ90ရာခိုင်နှုန်းကခုခံနိုင်ပြီးမှ10ရာခိုင်နှုန်းထိပါတယ်မထိဖို့မဟုတ်ပါဘူးထိပါတယ်ကျွန်တော်တို့ဝန်ခံပါတယ်ဒါပေမဲ့လည်းကျွန်တော်ကိုမိတ်ဆွေတို့ပူထားတဲ့ဒီဗီဒီယိုကလစ်တွေကလုံးဝ AI နဲ့ဖန်တီးထားတဲ့ clip တွေဖြစ်ပါတယ်အဲ့ဒီဥစ္စာကိုကျွန်တော်ကပူပြီးမှမိတ်ကူမေးထားတာတွေ့ရတယ်အဲ့ဒီဥစ္စာကိုကျွန်တော်ပြန်ရှင်းပြလို့ဒီပေါ်ကိုပြောချင်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်ကိုမေးထားတာမိတ်ကူညာရကြည့်ရှိပါတယ်မင်းပမာနေရလေဘယ်လိုမျိုးလဲကျွန်တော်တို့ဒီအစ္စရေးနိုင်ငံကတော်တော်လေးခံလိုက်ရပြီဆိုတော့ဟုတ်ရဲ့လားပြီးရင်ကျွန်တော်တို့ဒီဂျူးလူမျိုးတွေကဒီနိုင်ငံခြားသားတွေဆိုရင်ကျွန်တော်တို့ဒီဘုံရှက်တာမပိတ်ဝင်ဘူးဆိုတာဟုတ်ရဲ့လားပြီးရင်ဂျူးလူမျိုးတွေစစ်ပြင်းနေရပြီဆိုတာဟုတ်ရဲ့လားအဲမျိုးတွေပြီးရင်ကျွန်တော်တို့ဒီနောက်တစ်ခုကကျွန်တော်တို့ဗာလဲဆိုရင်တယ်လီပီမျိုးကတော့ပြာချသွားပြီဆိုတာဟုတ်ရဲ့လားဆိုတော့မိကုန်းတွေကျွန်တော်မေးထားဖြစ်ပါတယ်အခုကျွန်တော်ဖြေပေးမှဖြစ်ပါတယ်ဒီမိကုန်းကကျွန်တော်ငယ်ချင်းတွေနဲ့ဒီတောက်ကြညတိုင်းတွားဆောင်နေတဲ့ဖူဇေကွန်ဖြစ်ပါတယ်ကျွန်တော်တို့ဒီစစ်ကာလမှာလည်းလွတ်လပ်ကိုစော့ပါတယ်အားရပါရကိုစော့ပါတယ်ကျွန်တော်တို့ဒီစောတဲ့ချိန်မှာအလားမီလိုင်းကျွန်တော်တို့လုံးရှယ်တာမှာတွားရင်ပြီးရင်ပြန်ပြီးမှငင်းချတော့ပြီဆိုကျွန်တော်တို့ပြန်ထွက်လာပြီးမှလှုပ်အောင်စော့ပါတယ်အလုပ်လုပ်စော့ပါတယ်ဒီမျိုးကကျွန်တော်ဒီညနေပိုင်းမှာကန့်ချေတွားထားတဲ့တွားပြီးမှတွားရထားတဲ့မျိုးကိုဖြစ်ပါတယ်စစ်ကာလမှာဆိုရင်လည်းကျွန်တော်တို့တာရကိုယ်ဖြစ်ပါတယ်ကျွန်တော်တို့အစ္စရေးနိုင်ငံတာတွေကကျွန်တော်တို့ရဲ့အစ္စရေးဆိုရကိုယုံကြည်တဲ့အကြောင်းမို့လွတ်လပ်တာရကိုယ်တိုင်နေ့တိုင်းဒီမျိုးဖြစ်ပါတယ်တာရစစ်ကာလမှာလည်းပြီးရင်ဘိုင်ဒဝဲကျွန်တော်ပြောပြချင်တဲ့ဥစ္စာကတော့ပါလဲဆိုရင်ကျွန်တော်တို့ဒီအစ္စရေးနိုင်ငံကဒီမျိုးစစ်တာမဖြစ်အရန်ကိုပြောတဲ့နိုင်ငံလည်းဖြစ်ပါတယ်နိုင်ငံတည်းလည်းဖြစ်ပြီးမှလေချင်းဆရာတွေပြီးရင်ကျွန်တော်တို့ဒီဘာသာရေးနဲ့ဆိုရင်လည်းလေ့လာဆရာတွေရှိတယ်ပြီးရင်ကျွန်တော်တို့ဒီတခြားဘ ഹു တုဒ္ဒတွေလေ့လာဆရာတွေလည်းအများကြီးရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်တကယ်ကိုဒီလေ့ကျင့်ဆရာကောင်းတဲ့နိုင်ငံလည်းဖြစ်ပါတယ်ကဲကျွန်တော်တို့ဒီအခဏတုံချင်းတွေမေးထားတဲ့မိကုန်းကိုကျွန်တော်ဖြည့်ပေးတိုင်းဖြစ်ပါတယ်ဒီကျွန်တော်တို့ဒီအစ္စရေးလူမျိုးတွေကကျွန်တော်တို့ဒီတကယ်ကိုစိတ်တော်ပါကောင်းပါတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်ပြောပြဖြစ်ပါတယ်ကျွန်တော်တို့ဒီအခုစစ်ကာလမှာဆိုရင်လည်းကျွန်တော်တို့ဒီတချို့တော့တုံငချင်းတွေဆိုရင်ရှင်းနာရီစာလိုအခါရပါတယ်အဲ့ဒါအလုံးမလုံးပဲနဲ့ကိုမရပါဖြစ်ပါတယ်ပြီးရင်တချို့လူတွေကကျွန်တော်တို့ဒီအလုပ်ရှိပါတယ်အလုပ်ရှိတဲ့လူကအလုပ်တော့ပါတယ်ဒီကကျွန်တော်ရဲ့အိမ်အောက်မှာရှိတဲ့အောက်ဆုံးထားမှာရှိတဲ့ဘုံကိုချင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီဘုံကိုချင်းကနေရာတကာမှာကိုယ်တိုင်ရှိပါတယ်ပြီးရင်ကျွန်တော်တို့ဒီအခုဒီ20နှစ်နောက်ပိုင်းမှာတည်ဆောက်ထားတဲ့တိုက်ခန်းတွေမှာလည်းရှိပါတယ်ဒီမျိုးရှိပါတယ်ပြီးရင်ကျွန်တော်တို့ဒီအခဏပြောမျိုးဒီတုံငချင်းတွေပူထားတဲ့ဒီဂျူးလူမျိုးတွေဆေးရှောင်းတွေကဒီပြေးလွှမ်းနေရတယ်ဆိုရယ်ဗီဒီယိုကလစ်တွေတွေ့ရပါတယ်အဲ့ဒါမဟုတ်ပါဘူးလုံးဝမဟုတ်ပါဘူးဒီနိုင်ငံမှာအဲ့မျိုးဘယ်သူမှမပြေပါဘူး
သူတို့ကျွန်တော်တို့ဒီအစိုးရကပြောထားတဲ့စကားအတိုင်းကျွန်တော်တို့ဒီအလံပေးလာတဲ့ချိန်မှာဆိုရင်ကျွန်တော်တို့အခုလိုမျိုးပဲရှက်တာမှာပြေးဝင်တယ်ပြီးရင်ကျွန်တော်တို့စစ်ပြပြဆိုတဲ့ message ပို့လိုက်ရင်ကျွန်တော်တို့ပြန်ထွက်လာရင်ပြီးရင်ကိုလှုပ်ရှားရှိဥစ္စာကိုပြန်လုပ်ပါတယ်အဲ့မျိုးပဲတော်တော်လုံးဆန်းနေဖြစ်ပါတယ်အခုကျွန်တော်တို့ဒီရှက်တာမှာဆိုရင်ဒီတချို့ဗီဒီယိုကလစ်မှာဆိုရင်နိုင်ငံခြားတွေကိုမောင်းထုတ်တဲ့ပါညာတွေအမျိုးရေးတယ်လုံးဝမဟုတ်ပါဘူးကျွန်တော်တို့အားလုံးကလုံးထုတ်ထုတ်ကျွန်တော်တို့တတန်းတွေဆက်ဆက်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအရေးနိုင်ငံဒီမိုကရေစီနိုင်ငံဖြစ်တဲ့ကြောင့်ကိုကျွန်တော်တို့မြင်တွေ့ရတဲ့ရှက်တာမှာဆိုရင်ကျွန်တော်တို့ copy လေးတက်လို့ရတယ်ပြီးရင်ဒီ H ချင်းနဲ့ဒူချင်းနဲ့အဲ့လိုရပါတယ်ကျွန်တော်တို့လုံးဝကိုယ်တိုင်ပပကလေးတွေဆိုရင်လွတ်လွတ်လပ်လပ်ကိုယ်တိုင်လာစော့နေဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီကလေးတွေဆိုရင်လုံးဝကိုတုံဆိုင်ခြင်းမရှိဘူးလုံးဝအချင်းထိတ်လန့်ခြင်းမရှိဘူးဘယ်သူမှအငိုကြွေးခြင်းတော့မရှိဘူးအေးစစ်စစ်ပဲကျွန်တော်တို့ဘုံရှစ်တာဒီမှာလာစော့စားနေအောင်တွေ့ရမယ်အားကုန်တွေ့ရဖြစ်ပါတယ်ကဲမိတ်ဆွေတို့ဒီအခုမြင်တွေ့ရတဲ့ဒီမြင်ကွင်းဒီနေရာတွေကကျွန်တော်တို့ဒီFacebook မှာဆို viral ဖြစ်နေတဲ့ဒီ AI နဲ့ဖန်တီးထားတဲ့နေရာတွေဖြစ်ပါတယ်ဒီနေရာတွေမှာထိတယ်ဆိုပါညာတွေရှောက်တင်ထားတဲ့ blog တွေကျွန်တော်တို့အများကြီးတွေ့ရပါတယ်တကယ် reality မှာဆိုရင်ကျွန်တော်တို့တာရဖြစ်ပါတယ်ဘာမှမထိပါဘူးဒီမှာလုံးဝစီကနာဖြစ်ပါတယ်ကျွန်တော်နေရာက Telegram မြို့ Israel နိုင်ငံရဲ့အချက်ကြားတဲ့မြို့မှာကိုနေပါတယ်ကဲအားလုံးပဲဒီ blog လေးကိုဒီလောက်နဲ့အဆုံးသတ်ပြင်ပဖြစ်ပါတယ်ကျွန်တော်တို့ဒီနောက် blog ဒီမှာဆိုရင်ကျွန်တော်တို့ပြန်တွေ့ကြရအောင်ပြီးရင်ကျွန်တော်တို့ဒီပင်လေးလာချင်းစရာကောင်းတဲ့ blog တွေကိုလည်းကျွန်တော်တင်ပြတာဖြစ်ပါတယ်အားလုံးကိုဖျက်တခင်ကြောင်းကြည့်ပေးပါစေ